ဒီနေ့မှတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့လွန်ခဲ့တဲ့9နှစ်လောက်ကမြန်မာပြည်မှာဟိုးလေးတကြောကြောဖြစ်ခဲ့ရတဲ့သတင်းတစ်ပုဒ်ရှိခဲ့ပါတယ်။အဲ့ဒါကတော့ရွှေတြိဂံနယ်မြေကနာမည်ကျော်စိုင်းတော်ခန့်ကိုတရုတ်အစိုးရကစစ်ထုတ်တက်ပြီးတော့တေချာပေးလိုက်တယ်ဆိုတဲ့သတင်းမှာတရုတ်အစိုးရကမြန်မာနိုင်ငံသားကိုတရားစီရင်ပြီးတင်တဲ့ပေးတာကြောင့်မြန်မာဘက်ကဝေဖန်မှုတွေကလူမှုကွန်ရက်မှာများပြားခဲ့ပါတယ်။ဒါပေမဲ့တရုတ်အစိုးရကတော့ဘာကိုမှခင်မဆိုင်ပဲစိုင်းတော်ခန့်အယူခံဝင်တာကိုပယ်ချလိုက်ပြီးတော့2023ခုနှစ်မတ်လ1ရက်နေ့မှာစစ်ထုတ်ကွပ်မျက်လိုက်ပါတယ်။စိုင်းတော်ခန့်ကိုတကယ်လူဆိုးကြီးဘိန်းရစာကြီးဖြစ်ပုံပေါ်ထားတဲ့ Operation လေးကဆိုတဲ့ရုပ်ရှင်ကတော့ရိုက်ပြီးတော့တရုတ်ထုတ်ကဖြန့်လိုက်ပါသေးတယ်။စိုင်းတော်ခန့်ကို1969ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာရှမ်းပြည်နယ်နားရှိုးဘက်မှာမွေးဖွားခဲ့ပါတယ်။မိဘတွေကတော့ဥက္ကုံစံနဲ့ဒေါ်နယ်မြဦးလို့သိရပါတယ်။သူ့ရဲ့ငယ်ဘဝဖြတ်တန်းရာပညာရည်ချင်းအစရှိတဲ့အချက်လက်တွေကိုတော့သိချမတွေ့ရပါဘူး။အသက်43နှစ်အရွယ်စိုင်းတော်ခန့်ကအရှင်နှုံးကဘင်းပြည်ဥက္ကုံစာတက်မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။1996ခုနှစ်မှာဥက္ကုံစာကမြန်မာအစိုးရထံလက်နက်ချပြီးတဲ့နောက်မှာတော့နောက်ခန်းကတာချင်းလေးပြည်သူစစ်ဖြစ်ပြဖွဲ့ပြီးအဖွဲ့ကိုဦးဆောင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်သူကမွေးရည်စေဝါရောင်းဝယ်ရေးကိုအကြီးအကျယ်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့အဖွဲ့အချင်းချင်းကြောင့်ပြဿနာတစုံတရာဖြစ်ခဲ့ရကနေပြင်းရတဲ့အထိဖြစ်ခဲ့ပါတယ်။သူကမဲကမြေတစောတရုတ်ပြည်တင်မောတွေဘောကတရုတ်လမ်းကစားဝိုင်းနေစီကနေစက်ကြီးကောက်ခံတာတွေလုပ်ခဲ့ပြီးတော့စက်ကြီးမပေးရင်ဖမ်းဆီးတာတွေမဲကမြေမှာသွားလာနေတဲ့ကုန်တင်တင်မောတွေစက်ကြီးမပေးရင်လည်းချောင်းပစ်တာတွေကိုနောက်ခန်းအဖွဲ့လုပ်ခဲ့တယ်လို့ဆွဆွဲပြောဆိုမှုတွေရှိခဲ့ပါတယ်။စိုင်းတော်ခန့်ကရွှေတြိဂံဒေသမှာလွတ်လပ်စွာလှုပ်ရှားနိုင်မှု၄နိုင်ငံဆက်မြန်မာလာဦးတရုတ်ထိုင်းနိုင်ငံတို့ကဒေသအခြေဆိုင်အရာရှိကြီးတွေနဲ့အဆက်အဆံရှိခဲ့တယ်လို့ဆိုကြပါတယ်။ဒါကိုတော့အသေးချာတော့မသိပါဘူး။ဒေသခံတွေအဆိုအရစိုင်းတော်ခန့်ဟာဥပဒေကိုကောင်းပြီးစကားနဲ့သဘောကောင်းတယ်လို့သိရပါတယ်။ဒီနေ့လုံးကလည်းချစ်ကြတယ်။အကြောင်းမျိုးမျိုးကြောင့်သူကငငယ်ကလေးကကျောင်းကနေထွက်ပြေးပြီးတော့တောခွတ်သွားတယ်လို့သိရပါတယ်။သူကဘဝတူစင်းရဲသားတွေကိုကျင်နာတယ်။သူမုန်းတာကမတရားကားမုံပြတဲ့တတိတွေအဖွဲ့အစည်းတွေလို့ဆိုပါတယ်။သူကတော့မဲကမြင့်မှာမှောက်ကိုတဲ့တရုတ်တွေကတော်တော်ကြောက်တယ်လို့သိရပါတယ်။နောက်ခန်းမှာဂျွန်ကြီးရတဲ့တငယ်ချင်းလေယောင်3ဦးရှိပြီးတော့ဘာလို့တူတူလောက်ကြတာများပါတယ်။ထူးခြားတာကတော့တရုတ်နိုင်ငံသားစီဖြစ်ပါတယ်။2020ပြည့်နှစ်ဖေဖော်ဝါရီလမှာတော့မဲကမြင့်အတွင်းနောက်ခန်းရဲ့တပ်ဖွဲ့တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေကြောင့်တာချီလိတ်မြို့နယ်ရဲစခန်းမှုဥက္ကဋ္ဌမောင်ရဲ့အပါအဝင်တပ်သား15ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်ကနေသူ့ကို၄နိုင်ငံအဖွဲ့တွေကစတင်သတိထားမိခဲ့တာပါ။ဒါအပြင်2017ခုနှစ်အောက်တိုဘာလကမဲကမြင့်အတွင်းတရုတ်ကောင်တင်သင်္ဘောနှစ်စီးကတရုတ်နိုင်ငံသား73ဦးတပ်ပြတ်ခံရမှုနဲ့ပတ်သက်ပြီးတရုတ်အစိုးရကနော်ခန်းတဲ့အဖွဲ့ကပြုလုပ်တယ်ဆိုပြီးဆွဆွဲပြောဆိုလာပါတယ်။တရုတ်သင်္ဘောသားတွေကိုတပ်မှုနဲ့ပတ်သက်ပြီးတော့ထိုင်းစစ်သားတွေဖြစ်ကြောင်းထိုင်းစစ်သား9ဦးကကိုယ်တိုင်ဝန်ခံထွက်ဆိုပြီးတောင်းပန်ထားကြောင်းထိုင်းသတင်းတွေမှာဖော်ပြခဲ့ပါတယ်။စိုင်းတော်ခန့်ကတော့တရုတ်တရားရုံးကစစ်ဆေးရေးကာလတစ်လျှောက်လုံးဝန်ခံခြင်းမရှိခဲ့ပါဘူး။ထိုင်းစစ်တပ်ရဲ့ဥပဒေအရမဲခေါင်ဒေသကမွေးရမာကိုသမားတွေကိုအမြင့်ပြတ်ချေမှုန်းရေးရဲ့တစိမ့်တဒေသအနေနဲ့အဆိုပါတရုတ်မွေးရမာကိုသမားတွေကိုချေမှုန်းခဲ့တာဖြစ်ဟန်တူပါတယ်။တရုတ်ရဲ့ရည်တည်ချက်ကတော့တရုတ်နိုင်ငံသားတွေကိုတက်ချင်းဆိုတဲ့သူတို့အမျိုးသားချင်းအမည်နဲ့ကြည်ပါတယ်။ဟာကိုသမားပဲဖြစ်နေပါစေ။တရုတ်အမျိုးသားတွေကိုတက်ချင်းကိုတော့တရုတ်အစိုးရအနေနဲ့လက်မခံပါဘူး။ထိုင်းအစိုးရရဲ့ဥပဒေအရတရားဝင်တက်ခွင့်ရှိနေတဲ့တရုတ်နိုင်ငံသားများအရှိမတရုတ်အစိုးရအနေနဲ့ဘယ်လို့မှတုံ့ပြန်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့်ညောက်ကတော့စိုင်းတော်ခန့်အဖွဲ့ကိုဦးတည်သွားပါတယ်။ဒီတော့အေဟာစီတရုတ်ကိုကျန်နိုင်ငံတွေကမလို့ဆန်နိုင်တာကြောင့်နော်ခန့်ဖမ်းမိဖို့အပြင်းထန်ဆောင်ရွက်ပါတော့တယ်။ထိုင်းအစိုးရကလည်းစိုင်းတော်ခန့်ကိုဖမ်းဆီးနိုင်ရင်စွငွေထိုင်းဘတ်နဲ့တန်းပေးမယ်လို့ကြေညာခဲ့သလိုပဲတရုတ်အစိုးရကလည်းမြန်မာနိုင်ငံထဲထီတော်မှာမောင်းသူမဲ့လေးနဲ့ဘုံကျက်ဖမ်းမှုအထိဆုံးဖြတ်ပြီးသားဖြစ်တယ်လို့ဝန်ခံခဲ့ပါတယ်။2012ခုနှစ်ဧပြီလရဲ့အရောက်မှာတော့၄နိုင်ငံအဖွဲ့တွေကတွေ့တဲ့နေရာမှာချေမှုန်းတာကြောင့်တင်တဲ့သူတွေလက်နက်ချသူချနဲ့အင်အားကရှုံးနေလာခဲ့ပါတယ်။စိုင်းတော်ခန့်လည်းမြန်မာဘက်ကအထိုက်ခံရတာကြောင့်နောက်ဘက်ကိုဝင်ပြေးရှောင်ရင်းနဲ့နောက်စစ်တပ်နဲ့တူလို့နောက်ဘက်ကချက်ချင်းတရုတ်အစိုးရလက်ကိုအပ်လိုက်ပါတော့တယ်။စိုင်းတော်ခန့်အဖမ်းခံရပြီးတဲ့နောက်ထိုင်းနိုင်ငံအတွင်းကသူပိုင်တဲ့အိမ်တွေနဲ့ပစ္စည်းဥစ္စာတွေကိုထိုင်းအာဏာပိုင်တွေကတင်စီခဲ့ပါတယ်။တရုတ်အစိုးရကတော့မဲခေါင်ပြည်အတွင်းတရုတ်တင်မောသား73ယောက်ကိုတပ်ဖြတ်မှုမူးယစ်မှောင်ခိုမှုတွေနဲ့ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။အမှန်ဆိုရင်တော့သူ့ကိုဆွဆွဲတာကလွဲပြီးလက်ဘူးလက်ချက်မိထားတဲ့တပ်တွေကအထောက်အထားဘာမှရှိတာမှုတ်ခဲ့ပါဘူး။မူးယစ်မှောင်ခိုသမားအနေနဲ့တရုတ်အစိုးရကဒီလောက်တကားမှမလိုက်ဘူးပါဘူး။ဥပမာပြောရမယ်ဆိုရင်တော့ကမ္ဘာကျော်မူးယစ်မှောင်ခိုသမားကြီးခွန်စာဆိုရင်မြန်မာအစိုးရလက်ထဲရှိနေခဲ့ပါတယ်။တရုတ်အစိုးရအနေနဲ့ခွန်စာအဖွဲ့ကိုတကားမှတရားဝင်တောင်းဆိုတာမရှိခဲ့သလိုဖမ်းရဲလေးမထုတ်ဘူးပါဘူး။အဲ့လိုကောင်းတာကမဲခေါင်မြင်ဝဲတစ်လျှောက်ကြီးစိုးနေတဲ့မွေးရမကိုသမားတွေကတရုတ်လူမျိုးတွေပိုင်တာဖြစ်တယ်ဆိုတာလူတိုင်းသိပေမဲ့တရုတ်ဆိုရအနေနဲ့ဘယ်တော့မှတရုတ်နိုင်ငံသားတယောက်ကိုမှနိုင်ငံတကာအတိုင်းအတာနာမည်ပေါ်အရေးယူတာမကြားဘူးတဲ့အချက်ဖြစ်ပါတယ်။အခုလိုမျိုးတခြားနိုင်ငံသားတွေကိုအစိုးရအရေးယူပြတာကမွေးရမကိုမှုနဲ့ပတ်သက်ပြီးတရုတ်ပြည်သားတွေမပါဘူးဆိုတဲ့သဘောကိုနိုင်ငံတကာကိုတင်းနှက်လိုက်တဲ့သဘောလေးတက်ရောက်စေပါတယ်။စိုင်းတော်ခန့်ကိုဖမ်းပြီးတော့တနေ့စောတဲ့အထိမွေးရမကိုဈေးကွက်ပြောင်းသွားတာမရှိတာကလည်းသူတစ်ပွဲလေးရှိတာမဟုတ်ဘူးဆိုတာပေါ်နေပါတယ်။ဒီတရားစီရင်ခြင်းနဲ့ပတ်သက်ပြီးလည်းမြန်မာနိုင်ငံသားနောက်ထိုင်းနိုင်ငံသားတွေပါပြီးမြဲ
တင်းနဲ့ပေးတဲ့အပေါ်ညီတိနိုင်ငံရဲ့သဘောထားမှတောင်းဆိုခြင်းမရှိခဲ့ပါဘူး။ဒါကတော့တရုတ်နိုင်ငံသားတွေကိုထင်ရင်ညီတိအစိုးရကမှဂရုမစိုက်ဘူးဆိုတဲ့သဘောကိုပြသလိုက်တာဖြစ်ပါတယ်။ရှမ်းပြည်လူထုအနေနဲ့ကတော့သူ့ကိုတော်လိုင်းရေးသမားအဖြစ်သာမြင်ချချစ်ကြပါတယ်။ရှမ်းမျိုးသားရေးနဲ့ပတ်သက်ပြီးသူ့မှာခိုင်ချက်ရှိပါတယ်။သူ့အပါအဝင်သူ့ရဲ့အဖွဲ့သားတွေကဝိရစေဝါသုံးဆွဲသူတွေမှုပါဘူး။မြန်မာအစိုးရနဲ့အပြည့်ခက်ရှင်းထားပြီးတော့စောနာဖွဲ့လိုမျိုးနေကြားဆောင်တဲ့လက်ပခံခဲ့တဲ့ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ကိုဦးဆောင်တဲ့ခေါင်းဆောင်တယောက်သာဖြစ်ပါတယ်။တော်လိုင်းရေးအတွက်ရန်မုံဝင်လိုအပ်ချက်ရဝိရမှာကိုလုံးမှာတော့သိကြပါတယ်။သူတို့စစ်တဲ့အတွက်ဆိုတာထက်ဒေသခံပြည်သူတွေအတွက်လိုအပ်ချက်လို့ပြောရင်တော့ပုံမှန်ပါလိမ့်မယ်။ခွန်စာမိသားစုရဲ့ပြည်သားချင်းခံရတဲ့ဒေသခံပြည်သူတွေကတော့ဗိန်းဆိုင်မျိုးကြီးကလွယ်ပြီးဘာမှမလုပ်တတ်ပါဘူးတဲ့။နောက်တော့ဒုက္ခရောက်နေခဲ့တဲ့ဒေသခံပြည်သူတွေကိုကာကွယ်တဲ့အလုပ်လုပ်လာရပါတယ်။ဗိန်းမာကိုသမားတွေရဲ့ဈေးနေအနိုင်ကျင့်မှုအမျိုးမျိုးကလည်းကာကွယ်ပေးခဲ့ပါတယ်။ဒေသခံပြည်သူတွေကဗိန်းဆိုင်စားတဲ့တလေကြောင့်သူလည်းအလူနှုတ်ကုန်းမွေးရစာဘက်ရလာတယ်။သူ့ရဲ့လက်အောက်မြေသားတွေပေါ်ချစ်ခင်ကျင်းထားပြီးတော့ဆွေမျိုးအတိုင်းဝိုင်းတွေကိုပြည့်စုံပြောင်းထောင်တတ်တဲ့အလေးထားကြောင့်လူချင်းလူခင်ပေါ်များပါတယ်။နောက်ပြီးတော့ဆိုင်းတော်ခန့်ကမဲခေါင်နေဝဲတလျှောက်ဒေသခံတွေကိုဗိုးချနေတဲ့တရုတ်မှကိုသမားတွေကိုပြပြသားသားကိုင်းတဲ့သူဖြစ်လေနာမည်ကြီးပါတယ်။တရုတ်နိုင်ငံသားတွေနဲ့မှောက်ခေါ်လို့ရတာကအင်မတန်မှအန္တရာယ်များပါတယ်။တချင်လူမျိုးတွေခဏခဏခံရဘူးလေလို့သိရပါတယ်။တင်မောက်ကိုကျောင်းမောက်ကိုလောကမှာတရုတ်တွေကပစ္စည်းယူသွားပြီးငွေကိုတော်တော်ကြားတဲ့အထိမနေ့တောင်းရတဲ့အပြင်သူတို့ပိုင်းတဲ့ထင်းရှောင်းရင်နည်းနည်းချုပ်ကတမျိုးပြောင်းတတ်တယ်လို့နာမည်ကြီးပါတယ်။တချို့ကတော့အစဖျောက်လိုက်တာတော့မှတွေ့ရှိခဲ့ဘူးပါတယ်။ပတ်စံရှင်းနေဆိုရင်တော့မှတနည်းလောက်အချိန်ဆွဲထားတတ်ပါတယ်။သူတို့တခုခုပြန်လို့ခြင်းတဲ့အခါမှာသာနည်းနည်းကြိုသွေးပြီးတော့အရင်အကျွေးရှင်းတတ်တယ်လို့ဆိုပါတယ်။မြန်မာအစိုးရအနေနဲ့ကလည်းရှဲတော်လိုင်းရေးသမားတယောက်ရောသားချင်းတို့သာရှုံမြင်ပြီးတရုတ်အစိုးရကမြန်မာနိုင်ငံသားတယောက်အနေနဲ့အခွင့်အရေးတောင်းဆိုခြင်းမျိုးမရှိခဲ့ဟဲ့တူပါတယ်။ဆိုင်းတော်ခန့်အဖွဲ့ကမိသားစုတွေဘက်ကအမှုလိုက်ခွင့်လုံလောက်တဲ့အခွင့်အရေးမပေးခဲ့ပါဘူး။2013ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့ကအင်တာဗျူးတစ်ခုမှာတော့ဆိုင်းတော်ခန့်ကပြောပါတယ်။သူအိမ်မပြောတာ2ရက်ရှိပြီဖြစ်ကြောင်းအများကြီးစဉ်းစားမိကြောင်းနဲ့အမိကိုတရိရတယ်။ကျွန်တော်ကလေးတွေကိုကျွန်တော်တို့ဖြစ်စီခြင်းပါဘူး။သူတို့ကိုစာသင်စေခြင်းနဲ့အလုပ်ကောင်းကောင်းလုပ်စေခြင်းနဲ့ကျွန်တော်မသိခြင်းသေးဘူး။အသက်ရှင်နေသေးတယ်။ကျွန်တော်မှကလေးတွေရှိတယ်။ကျွန်တော်တရားမှကြောက်တယ်လို့ပြောဆိုချက်ကိုတရုတ်နိုင်ငံပိုင် TV ကပြသခဲ့ပါတယ်။ဆိုင်းတော်ခန့်နောက်ဆုံးတောင်းဆိုတာကသူ့သားနဲ့သမီးကိုအရန်တွေးခြင်းနဲ့မိသားစုကိုစောင့်စားလို့မရဘူးလို့ဆိုပါတယ်။မိသားစုကလည်းနှုတ်ပိတ်ခံရမှကြောင့်တို့ထွက်ပြေးနေပြီလားဒါမှမဟုတ်နှုတ်ပိတ်တိုက်ပြီလားဆိုတာကတော့တွေးစရာပါ။သူတို့ကိုတင်တန်းပေးဖို့ခေါ်ယူလာဖို့အပြည့်စုံကိုတော့တရုတ်ရုပ်မြင့်တန်းကြားကနေဓာတ်ရိုက်ထုတ်နေပြသခဲ့ပါတယ်။ဒီလိုတင်တန်းပေးမှုနဲ့ရုပ်မြင့်တန်းကြားကနေဓာတ်ရိုက်ထုတ်နေမှုပေါ်မှာအမြင်မျိုးမျိုးကွဲပြားခဲ့ကြပါတယ်။ဒီလိုတင်တန်းပေးတာကိုရုပ်မြင့်တန်းကြားကနေဓာတ်ရိုက်ထုတ်နေမှုကကမ္ဘာပေါ်မှာတရုတ်နိုင်ငံကပထမဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။ဆိုင်းတော်ခန့်ကသူတို့ဆက်ဆွဲတယ်လို့ပြိုင်ဆိုင်ရှားတဲ့ဝိရစာတယောက်ဖြစ်ခဲ့ရင်အခုနောက်ပိုင်းမှာဝိရစီတွေကတော့ထွက်လာစရာအကြောင်းမရှိပါဘူးရှင်။